ရွှေခွေးလုပ်ငန်းစုရဲ့နောက်ကျောင်းစစ်ဆေးမှုကအရန်ကိုအသေးစိတ်ကြတယ်။ဤဘာမကသူမရဲ့မကောင်းမှုတွေအားလုံးကိုဘလောက်ပဲအသေးအတန်ဖုံးကွယ်ထားခဲ့ပါစေတခုမကြံဖော်ထုတ်နိုင်ခဲ့တယ်။ကုမင်းရှင်ကျမကိုရှင်းပြခွင့်ပေးပါဦး။အားလုံးကနားလည်မှုလွဲတာပါ။မေရွှမ်းကကျမကိုတမင်ချောက်ချထားတာ။ကျမမှာအပြစ်မရှိပါဘူးဆိုပြီးဤဘာမကထိတ်လန့်လွန်းလို့မျက်ရည်တွေကျလာကညင်းလိုက်ပါတယ်။သူကကုမင်းရဲ့အင်ဂျီကိုလှမ်းဆွဲဖို့လှုပ်လိုက်ပေမဲ့ကုမင်းကစက်ဆုပ်ရွံရှာတဲ့မျက်နှာနဲ့ချက်ချင်းရှောင်လိုက်တယ်။ဟန်ဆောင်နေတာတော်တော့ဆိုပြီးကုမင်းကအေးဆက်တဲ့အကြည့်နဲ့អော်လိုက်တယ်။ဤဘာမမင်းကစီကန်းချိုးဖောက်ထားတဲ့မှတ်တမ်းတွေအများကြီးရှိုံတင်မကဘူးကိုရဲချင်းတူပါလုပ်ပြီးရွှေခွေးလုပ်ငန်းစုကိုလှည့်စားဖို့တောင်စူးစမ်းသေးတယ်ငါတို့ကိုအယူတွေလို့ထင်နေတာလားလိမ်ညာမှုတွေနဲ့ပြည့်နေပြီးအကျင့်စာရိတ္တပြတ်နေတဲ့လူမျိုးကိုငါတို့ရဲ့ရွှေခွေးကုမ္ပဏီကဘယ်တော့မှအလုံးမခံဘူးလို့អော်လိုက်တယ်စီကန်းချိုးဖောက်ထားတဲ့မှတ်တမ်းဆိုတဲ့စကားကဤဘာမရဲ့မျက်နှာကိုပါရိုက်လိုက်တယ်လို့ဖြစ်သွားပြီးကြံနေသေးတဲ့တိတ်ခါလေးတောင်အကုန်ပြိုကွဲသွားကအရှက်တရားနဲ့ဒေါသတွေပဲကြံပါတော့တယ်ရှင်ကဘာမို့လို့ကျမကိုဒီလိုဆုံးဖြတ်နေတာလဲကျမကအမှားသေးသေးလေးတစ်ခုပဲလုံးမိတာဘာလို့အားလုံးကမခွင့်လွှတ်ပေးနိုင်ကြတာလဲရှင်တို့လိုကုမ္ပဏီအကြီးပိုင်းကလူတွေကလူကိုအထင်သေးတက်ကြတာပဲဆိုပြီးဤဘာမကထိန်းချုပ်လို့မရတော့ပဲအစည်းအဝေးခန်းမထဲမှာအော်ဟစ်နေပါတယ်။တေးသေးချာချာလိမ့်ချထားတဲ့မျက်နှာကလည်းဒေါသကြောင့်ပုံပြတ်သွားပြီးယူသွနေတဲ့လူတစ်ယောက်လိုဖြစ်နေခဲ့တယ်လုံခြုံရေးသူ့ကိုအပြင်ထုတ်လိုက်ဆိုပြီးကုမင်းကစာနာမှုမရှိပဲစပွဲပေါ်ကခလုတ်ကိုနှိပ်လိုက်တယ်မကြခင်မှာပဲကိုခန္ဓာကြီးမားတဲ့လုံခြုံရေးဝန်ထမ်း2ယောက်ပြေးဝင်လာပြီးဤဘာမရဲ့လက်နှစ်ဖက်ကိုကင်ကအတင်းဆွဲထုတ်သွားပါတယ်။လှုပ်ကျမကိုလှုပ်နင်တို့ကိုရိုက်ပစ်မယ်လို့ဤဘာမကအယူလိုရုန်းကန်နေပြီးဒေါင်းမြင့်ဖက်နှက်ကကြမ်းပြင်းတဲ့ပုတ်တိုက်တန်တွေထွက်နေပါတယ်။အဲ့ဒီအချိန်မှာပဲ BIB အတွက်တီးတန့်အစည်းအဝေးခန်းကြီးရဲ့တကားပွင့်လာပြီးမေရွှမ်းကရွှေခွေးလုပ်ငန်းစုရဲ့ဒုတိယဥက္ကဋ္ဌနဲ့သူမတို့ကုမ္ပဏီရဲ့ဌာနမှူးတို့နဲ့ရီရီမောမောစကားပြောရင်းအပြင်ထွက်လာကြပါတယ်။တောက်ပနေတဲ့မီးအောင်ကမေရွှမ်းအပေါ်ကြားရောက်နေချိန်မှာဤဘာမကတော့မှောင်နေတဲ့ထောင်တနေရာမှာလုံခြုံရေးတွေဖိနှိပ်ထားတာကိုခံနေရပါတယ်။ဤဘာမကချက်ချင်းမြင်လိုက်ပြီးရွှေခွေးလုပ်ငန်းစုရဲ့အမှုဆောင်ရရှိတွေဝန်းရံထားတဲ့မေရွှမ်းကိုကြည့်လိုက်တယ်။အားလုံးရဲ့အာယုံဆိုင်မှုကိုရနေတဲ့လူတစ်ယောက်လိုယုံကြည်ချက်အပြည့်နဲ့ပြုံးနေတဲ့မေရွှမ်းကိုကြည့်လိုက်ပြီးတော့သူမကိုယ်တိုင်ကတော့လုံခြုံရေးတွေနဲ့ဆွဲထားတာခံနေရတဲ့အခြေအနေကိုမြင်လိုက်ရတယ်။အဲ့ဒီမြင်ကွင်းကသူ့ရဲ့မနာလိုစိတ်နဲ့အမုန်းတရားကိုအဆုံးစွန်ထိပောက်ကွဲသွားစေခဲ့ပြီးကြံနေသေးတဲ့အသိစိတ်လေးတောင်ပျောက်ကွယ်သွားခဲ့တယ်မေရွှမ်းနင်ကူမင်းကိုငါအကြောင်းသွားပြောလိုက်တာမဟုတ်ဘူးလားလို့អော်ပြီးဤဘာမကရုတ်တရက်လုံခြုံရေးတွေလက်ကနေယုံထွက်လိုက်ပါတယ်လက်သေးတွေထောင်ပြီးမေရွှမ်းစီကိုအတင်းပြေးဝင်လာကငါနင့်ကိုတက်ပစ်မယ်နင်ငါဘဝကိုဖျက်ဆီးခဲ့တာငါလည်းနင့်ကိုတခါတည်းဆွဲချသွားမယ်လို့អော်ရင်မျက်နာကိုကုတ်ဖို့လက်သေးရှည်တွေနဲ့တန်းဝင်လာပါတယ်မေရွှမ်းကတော့မျက်တောင်တောင်မခတ်ပဲအဲ့ဒီနေရာမှာပဲငြိမ်ငြိမ်ရက်နေပြီးနောက်တစ်စက္ကန့်မှာပဲရွှေခွေးလုပ်ငန်းစုရဲ့ဒုတိယဥက္ကဋ္ဌကဘာလုပ်နေကြတာလဲသူ့ကိုချုပ်ထားကြလို့អော်လိုက်တယ်လုံခြုံရေးတွေကလည်းတစ်ချက်တည်းနဲ့ဤဘာမကိုပြန်ချုပ်ကင်လိုက်ပြီးအေးဆက်နေတဲ့စကြင်ကြောက်ကျန်းပြင်ပေါ်ကိုအတင်းဖိထားလိုက်တယ်ဒုံဆိုတဲ့အတန်နဲ့အတူဤဘာမရဲ့မျက်နှာကကျန်းပြင်နဲ့ကတ်သွားပြီးတေးသေးချာချာပြင်ဆင်ခြေတထားတဲ့မျက်လုံးတွေကလည်းအကုန်ပြက်ကုန်ပြီးထောင်ချောက်မိနေတဲ့တိရစ္ဆာန်တကောင်လိုဆဲဆူအော်ဟစ်နေခဲ့ပါတယ်ဒုတိယဥက္ကဋ္ဌရဲ့မျက်နှာကချက်ချင်းတင်းမာသွားပြီးကုမင်းဘက်ကိုလှည့်ကဒါပါဖြစ်နေကြတာလေဒီလိုလူမျိုးကဘလို့လုပ်ပြီးဒီနေရာထဲရောက်လာတာလဲမေရွှမ်းသာလန့်သွားရင်မင်းတောင်ဝင်ယူနိုင်မှာလားလို့မေးလိုက်တယ်ကုမင်းကချွေးစောတွေပြန်လာပြီးအမြန်ရှိတက်လာကတောင်းပန်ပါတယ်ဒီမျိုးသမီးကကိုရဲအချင်းတူနဲ့ဝင်လာပြီးစီကန်းချိုးဖောက်ထားတဲ့မှတ်တမ်းကိုဖုံးကွယ်ထားတာပါကျွန်တော်အဲ့ဒီနေရာမှာတင်ဖော်ထုတ်လိုက်တော့အခုလိုထိမရဖြစ်သွားတာပါလို့ရှင်းပြလိုက်တယ်ဒုတိယဥက္ကဋ္ဌကအေးဆက်ဆက်နဲ့နှာခေါင်းရှုံးလိုက်ပြီးကျမ်းပြင်ပေါ်မှာဖိထားခံရတဲ့ဤဘာမကိုဝန်းကြည့်လိုက်တယ်ကိုရဲအချင်းအတူလုပ်တယ်ထောင်ချခဲ့တဲ့မှတ်တမ်းကိုလည်းဖုံးကွယ်ထားတယ်တတိတော့တကယ်ကောင်းတာပဲဆိုပြီးအေးဆက်ပြတ်သားတဲ့အတန်နဲ့ပြောလိုက်တယ်သူ့အတန်ကအခန်းတစ်ခုလုံးပဲ့တင်ထက်သွားပြီးအငင်းပွားလို့မရတဲ့အာနာရှိသူတယောက်ရဲ့အရှိန်အဝါကိုဖော်ပြနေပါတယ်ကုမင်းသူ့ရဲ့အချက်လက်အားလုံးနဲ့လိမ်လည်ထားတဲ့တက်တေအထောက်ထားတွေစီကန်းချိုးဖောက်ထားတဲ့မှတ်တမ်းတွေအကုန်လုံးကိုလုပ်ငန်းနယ်ပယ်ကလူစွမ်းအားအရင်းမြစ်ဌာနအားလုံးစီချက်ချင်းပို့လိုက်သူကဘလို့လူမျိုးလဲဆိုတာနယ်ပယ်တစ်လုံးကိုတည်သွားစေခြင်းနဲ့ရွှေခွေးလုပ်ငန်းစုကဒီလိုလူမျိုးကိုဒီလုပ်ငန်းနယ်ပယ်မှာလုံးဝလက်မခံဘူးအခုချက်ချင်းသူ့ကိုအပြင်ထုတ်လိုက်နယ်ပယ်လုံးကိုအတိပေးမယ်ဆိုတဲ့စကားကိုကြားလိုက်တာနဲ့ဤဘာမကရုံးကန်နာရက်သွားပြီးသူ့မျက်လုံးတွေပြူးကျဲသွားကမျက်နှာတစ်ခုလုံးမှာတော့စိတ်ပြက်အားငယ်မှုနဲ့ကြောက်ရွံ့မှုတို့ပြည့်နှက်သွားပါတယ်အဲ့ဒီလိုတနေပယ်လုံးကိုအတိပေးလိုက်တယ်ဆိုတာကဒီမျိုးမှာတင်မကလုပ်ငန်းနယ်ပယ်တစ်ခုလုံးမှာသူမရဲ့အသက်မွေးဝမ်းကြောင်းလမ်းကြောင်းကပြီးဆုံးသွားပြီဆိုတဲ့အဓိပ္ပာယ်ပါပဲဘယ်တရားဝင်ကုမ္ပဏီတစ်ခုကမှသူ့ကိုအလုပ်ထက်မခံရဲကြတော့ပါဘူးသူအမြဲကုန်ယူခဲ့တဲ့လှည့်ကွက်တွေနဲ့အပြစ်ကင်းစင်တဲ့လူလိုဟန်ဆောင်မှုတွေကအာဏာနဲ့စီးမင်းစည်းကမ်းအစစ်အမှန်ရှိမှအစိတ်စိတ်အမွှားမွှားကျိုးပဲ့သွားခဲ့တယ်လုံခြုံရေးတွေကအားမရှိတော့တဲ့ဤဘာမကိုစုပ်ပြတ်နေတဲ့အယုတ်တရုတ်လိုဆွဲခေါ်ပြီးဓာတ်လေကားတဲ့ထဲကရွှေငွေးလုပ်ငန်းစုရဲ့အဓိကဝင်ပေါက်အပြင်ဘက်ကိုတန်းပြီးပစ်ထုတ်လိုက်ကြပါတယ်။မေရွှမ်းကတော့မြင်မာတဲ့မှန်တင်းပေါက်ရှိမှာကော်ဖီတစ်ခွက်ကိုကင်ထားရင်းအောက်မှာရှိတဲ့တနားစရာကောင်းတဲ့ဤဘာမရဲ့ပုံစံကိုကြည့်နေခဲ့တယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတော့စိတ်လှုပ်ရှားမှုတစ်ဆက်လေးတောင်မရှိပါဘူး။အဲဒီနေ့ကစပြီးဤဘာမကအလုပ်ရုံတေးသေးလေးတွေနဲ့ကုမ္ပဏီသေးစားတွေမှာပဲအလုပ်လုပ်ခဲ့ရတယ်။လစာနည်းနည်းလေးပဲရပေမဲ့အပင်ပန်းဆုံးအလုပ်တွေကိုလုပ်နေရပြီးသူမိဘတွေကလည်းသူမအတွက်ဇာတိကအိမ်ကိုရောင်းပြီးမြို့ထဲမှာအိမ်ငှားနေခဲ့ကြတယ်။မိသားစုတစုလုံးရတဲ့လစာလေးနဲ့ပဲမနေ့ရုံးကန်စားတောက်နေကြရပါတယ်။တစ်ဖက်မှာတော့အရင်ကဤဘာမအထင်သေးခဲ့တဲ့လုပ်ဖော်ကိုင်ဘက်တွေဟာယာရုတိုးသွားကြပြီးလစာလည်းတိုးသွားကြပါတယ်။တချို့ဆိုရင်ပိုကောင်းတဲ့ကုမ္ပဏီတွေစီပြောင်းသွားကြတယ်။လူတိုင်းကသူတို့ရဲ့ဘဝမှာရှေ့ဆက်တိုးတက်နေကြပေမဲ့ဤဘာမတယောက်ပဲအဲ့ဒီနေရာမှာကြံရစ်ခဲ့ရတယ်
တောက်ပတဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်တဲ့နေရာကနေသူကိုယ်တိုင်ရွှွန့်လွန်တဲ့ကိုခုန်ချခဲ့တာပါပဲပိတ်ရက်တရက်မှာမေရွှမ်းကကော်ဖီဆိုင်တစ်ဆိုင်မှာကော်ဖီတစ်ခွက်မှယူပြီးနှွေးထွေးတဲ့နေအောင်ကြီးတွေသတင်းပေါက်ကနေဝင်ရောက်နေတဲ့သတင်းပေါက်ပေးမှထိုင်နေပါတယ်ဖုန်းကိုကြည့်နေတော့အရင်ကလုတ်ပေါ်ကင်ဖက်တယောက်လိုင်းပေါ်မှာတင်ထားတဲ့ပုံကိုတွေ့လိုက်ရပါတယ်သူကဒီဇိုင်းအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်ယာတူတိုးသွားပြီးကုမ္ပဏီကစုချတဲ့အနေနဲ့ဥရောပကို10ရက်ကြာအပန်းဖြေခီးပို့ပေးထားတာပါဓာတ်ပုံထဲမှာတော့ပဲရစ်မျောစင်အောက်မှာယုံကြည်မှုအပြည့်နဲ့တောက်ပတဲ့အပြုံးလေးပြုံးနေပါတယ်အဲ့ဒီပုံကိုကြည့်ရင်မေရွှမ်းကလည်းသူ့အတွက်စိတ်ရင်းနဲ့ဝမ်းသာပေးလိုက်ပါတယ်စသိမ်းပိုင်းထိကြည့်ပေးခဲ့ကြတဲ့ချောမောခံရတဲ့လူကြီးမင်းတို့အားလုံးကိုတီကေမှကျေးဇူးအထူးတင်ရှိပါတယ်